တင်ဟာပါရမီမပါဘူးလို့ကိုအားငယ်နေဘူးသလားဒါမှမဟုတ်ဘာလို့ညံအကောင်းဆုံးလူတွေကတကယ်လက်တွေ့လောကမှာအောင်မြင်မှုမရကြတာလဲဆိုတာကိုတွေးဘူးသလားဒီနေ့မှာတော့ Angela Duckworth ရေးသားထားတဲ့ Grit ဆိုတဲ့စာအုပ်အကြောင်းကိုပြောပြပေးသွားမှာပါစာရေးသူရဲ့သူတေသနတွေအရအောင်မြင်မှုအတွက်ပါရမီ talent ဇွဲလုံလာ Grit ကပိုပြီးအရေးကြီးတယ်လို့ဆိုထားပါတယ်Grit ဆိုတာရေရှည်ပန်းတိုင်တွေအတွက်စိတ်အားထက်သန်မှု passion နဲ့ဇွဲနဲ့ပဲ perseverance ကိုပေါင်းစပ်ထားခြင်းပဲဖြစ်ပါတယ်။အားထုတ်မှုဒီနှစ်ဆတန်ဖိုးရှိသည် effort counts twice လူအများစုကတယောက်ယောက်အောင်မြင်ရင်သူကပါရမီပါလို့ပါဆိုပြီးအလွယ်ပြောလို့ရှိကြပါတယ်။ဒါပေမဲ့အမှန်တကယ်ကတော့အားထုတ်မှုကပိုအရေးကြီးပါတယ်။သင်မှာပါရမီရှိရင်တော့အားထုတ်မှုမပါရင်ကျွမ်းကျင်မှုမရနိုင်ပါဘူး။ရရှိလာတဲ့ကျွမ်းကျင်မှုကိုအားထုတ်မှုနဲ့ထပ်မြောက်မှသာအောင်မြင်မှုဆိုတာရတာဖြစ်ပါတယ်။ဒီနေရာမှာသတိထားကြည့်ရင်အားထုတ်မှု effort ဟာနှစ်နေရာလုံးမှာပါဝင်နေတာကိုတွေ့ရပါလိမ့်မယ်။ဒါကြောင့်အားထုတ်မှုဟာပါရမီထက်နှစ်ဆပိုအရေးကြီးတယ်လို့ဆိုလိုတာပါ။ Grit ဆိုတာမွေးရပါမဟုတ်ပဲကိုယ်တိုင်လေ့ကျင့်ယူလို့ရတဲ့အရာပါ။ဒါကိုတိဆောက်ဖို့အောက်ပါမနိုင်လေးရလိုအပ်ပါတယ်။အချစ်သေးစိတ်ဝင်စားမှု interest မိမိလုပ်နေတဲ့အလုပ်ကိုအမှန်တကယ်နှစ်သက်မြတ်နိုးဖို့လိုပါတယ်။အချက်နဲ့လေ့ကျင့်မှု practice မနည်းကထပ်ပိုကောင်းအောင်နေ့စဉ်ရက်ဆက်ရည်ရွယ်ချက်ရှိလေ့ကျင့်ခြင်းကိုလှုပ်ဆောင်ရပါမယ်။အချက်3ရည်ရွယ်ချက် purpose မိမိလှုပ်ဆောင်ချက်ဟာမိမိအတွက်တင်မကပဲအများအကျိုးအတွက်ပါအထောက်အကူပြုတယ်လို့ယုံကြည်ဖို့လိုပါတယ်။အချက်4မျှော်လင့်ချက် hope အထက်အခဲကြုံရင်ငါကြော်ဖြတ်နိုင်တယ်လို့ယုံကြည်တဲ့ growth mindset ရှိဖို့ဖြစ်ပါတယ်။သင်ဟာမိဘတယောက်ဒါမှမဟုတ်ခေါင်းဆောင်တယောက်ဆိုရင်အခြားသူတွေမှာ grit ရှိလာအောင်ဘယ်လိုကူညီမလဲ။စာရေးသူက wise parenting ဆိုတဲ့ပညာရှိတော်အုပ်ထီးမှုကိုအကြံပြုထားပါတယ်။အဲ့ဒါကတော့ supportive ချစ်ချင်းမေတ္တာနဲ့အားပေးမှုအပြည့်အဝပေးခြင်း demanding အလုပ်ကိုအကောင်းဆုံးဖြစ်အောင်လုပ်ဖို့စံနှုန်းမြင့်တောင်းဆိုပြီးစီကံတင်းကျပ်ခြင်းဒီနှွေးထွေးမှုနဲ့တင်းကျပ်မှုမျှတတဲ့အခါကလေးတွေဒါမှမဟုတ်နောက်လိုက်တွေမှာဇွဲလုံလပုံမှုမြင့်မားလာတတ်ပါတယ်။အနစ်ချုပ်ရရင်အောင်မြင်မှုဆိုတာတစ်ခါချိန်နဲ့ဖြစ်လာတဲ့အံ့ဩရာမဟုတ်ပါဘူး။လဲကျသွားတိုင်းပြန်ထပြီးရှေ့ဆက်သွားနေရဲ့မလျှော့သောဇွဲလုံလာကြောင်းဖြစ်ပါတယ်။စာအုပ်ထဲကအမှတ်ရစရာစကားလုံးလေးအတိုင်းပြောရရင် grit ဆိုတာ marathon ပြိုင်ပွဲတစ်ခုလိုပါပဲ။အချိန်ပြင်းပြေးတာမဟုတ်အဆုံးထိရောက်အောင်သွားတာဖြစ်ပါတယ်။ဒီနေ့ကစပြီးတင့်ရဲ့အားထုတ်မှုတွေကိုအရှုံးမပေးဘဲဆက်သွားကြည့်ပါ။သင်လဲပန်းနိုင်ရောက်နိုင်မှာပါ။ဒီဗီဒီယိုကတဲ့အတွက်အကျိုးရှိမယ်ဆိုရင် like ပေးခဲ့ဖို့နဲ့နောက်ထပ်စာအုပ်ကောင်းတွေကိုနားဆင်ဖို့အတွက် subscribe လုပ်ထားပေးပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်